စေတနာကောင်းကောင်းနဲ့လှုပ်ပေးတဲ့ပုံမှာတုံ့ပြန်မှုမကောင်းတာသူတို့ရဲ့အပိုင်းဖြစ်သွားတယ်စေတနာကောင်းကောင်းနဲ့လှုပ်ရမယ့်အပိုင်းကကိုယ့်ရဲ့အပိုင်းကိုယ့်အပိုင်းကောင်းရင်စေတနာကောင်းပြီသားအဲ့တော့လူတွေကကိုယ့်အပိုင်းကိုလှုပ်တော့လှုပ်ပြီးတယ်ကိုယ့်ရဲ့စေတနာမှာပြက်ပြက်သွားတယ်ဆိုတာကသူတို့ကြောင့်တဲ့ကိုယ့်ဟာတာကိုစေတနာပြက်ပြက်သွားတာစေနာပြက်ပြက်သွားဘာဖြစ်လို့စေနာပြက်သွားခြင်းဆိုကိုယ့်ရဲ့လှုပ်ပေးခြင်းရဲ့အပိုင်းမှာမျောလင့်ချက်တွေတုံ့ပြန်မှုခေါင်းတွေကိုမျောလင့်တဲ့အတွက်ကြောင့်ကိုကအဲ့ဒီမျောလင့်တဲ့အတိုင်းဖြစ်မလာတဲ့အပေါ်မှာငါကတော့လှုပ်ပေးလိုက်ရတာသူတို့ကဒီလိုမလာဘူးဆိုတဲ့သဘောကြီးဖြစ်လာတော့လှုပ်ပေးရသေးတယ်ကိုယ့်ရဲ့စေတနာကောင်းကောင်းတုံ့ပြန်မှုမရတဲ့အခါစေတနာတွေကွက်ပြီးတော့အကျိုးတရားတွေထင်သလောက်မရဘူးဆိုတာဖြစ်ကုန်တယ်အဲဒါကြောင့်လူဟာဒီစာထဲမှာပါလာတွေကတော်တော်ကောင်းပါတယ်ကိုသူ့ရဲ့တုံ့ပြန်မှုကောင်းကိုလူချင်းရချင်းမရချင်းတဲ့လေသူကကိုယ့်ဘက်ကကောင်းအောင်လုပ်ပေးဖို့အရေးကြီးတာစေတနာကောင်းဆိုတာလူတိုင်းမှာရှိတာမဟုတ်ဘူးလေအမှန်ကတော့စေတနာလေးရှိတယ်စေတနာဒီလူကစေတနာသိကောင်းတာပဲဆိုတာလေးကကောင်းတယ်ဆိုတဲ့စေတနာလေးကလူတိုင်းရှိတာမဟုတ်ဘူးစေတနာကနှစ်မျိုးရှိတယ်ဟိုစေတနာဆိုတိုင်းအကောင်းကြီးပဲလို့တွေ့ရအောင်စေတနာကမကောင်းတဲ့စေတနာလည်းရှိတယ်ကောင်းတဲ့စေတနာလည်းရှိတယ်စေတနာကောင်းရှိနေတယ်ဆိုတာကအကောင်းတက်ခံရှိနေတာမကောင်းတဲ့စေတနာတွေနဲ့သူကစေတနာရဲ့ပါဠိစကားလုံးကစေတသိက်ပဲစိတ်ကိုလှုံ့ဆော်ပေးတာစိတ်ကိုလှုံ့ဆော်ပေးတဲ့အရာစေတနာလို့ခေါ်တာပဲဆိုတော့ကောင်းတဲ့စေတနာကကောင်းတဲ့စိတ်ကလေးဖြစ်အောင်လှုံ့ဆော်ပေးတယ်တိုက်တွန်းပေးတယ်စိတ်ဆော်ပေးတယ်မကောင်းတဲ့စေတနာမကောင်းတဲ့နေရာလေးမှာစိတ်ဆော်ပေးတိုက်တွန်းပေးတဲ့အတွက်ကြောင့်လှုပ်တိုင်းစေတနာကောင်းဖြစ်တာတော့မဟုတ်ဘူးစေတနာကောင်းကောင်းနဲ့လှုပ်နိုင်မှစေတနာကောင်းဖြစ်တာစေတနာရှိတိုင်းနော်ကောင်းတယ်ကြီးလဲလို့တွက်လို့မရဘူးစေတနာရှိတိုင်းစေတနာတွေပေါ်တိုင်းကောင်းတာပဲလို့ဒီလိုတွက်လို့မရဘူးစေတနာဆိုတာကကုသိုလ်မှာလည်းရှင်းတယ်အကုသိုလ်မှာလည်းရှင်းတယ်ကောင်းတဲ့အလုပ်လေးတွေမှာစေတနာပါနဲ့လုပ်ရင်ကောင်းတဲ့အလုပ်ဖြစ်တယ်ကောင်းကျိုးဖြစ်တယ်အေးမကောင်းတဲ့အလုပ်တွေမှာစေတနာသွားပါရင်တော့သွားပြီမကောင်းဘူးငားများတဲ့အလုပ်လေးမှာစေတနာပါနဲ့လုပ်ရင်အဲ့ဒါမကောင်းတဲ့စေတနာပါသွားတာနော်သူများအသက်တက်တဲ့ခါမှာစေတနာပါနဲ့အာရပါတဲ့ရင်မကောင်းတဲ့စေတနာဖြစ်သွားတာသူများမကောင်းတာပြောတဲ့နေရာမှာအာရပါရစေတနာပါနဲ့ပြောရင်ဒါမကောင်းတဲ့စေတနာဖြစ်သွားစေတနာရှိတိုင်းကောင်းတယ်လို့တွက်လို့မရဘူးစေတနာကောင်းမှကောင်းတဲ့အလုပ်တွေမှာစေတနာနဲ့ရှင်မှကောင်းတယ်လို့ပြောတယ်ဗုဒ္ဓဘာသာရဲ့ကံဆိုတာအဲ့ဒါကိုပဲဗုဒ္ဓဘာသာများဘာသာဝင်တွေပြောနေတဲ့ကံဆိုတဲ့အဆိုအယူကကမ္မဆိုတဲ့ပါဠိစကားလားကံဆိုတာအလုပ်ကိုပြောတာပဲကံကောင်းတယ်ဆိုတာအလုပ်ကောင်းတာကိုပြောတာဆိုတော့မြတ်စွာဘုရားကစေတနာကမ္မ